မြတ်စွာဘုရားဤဝိသသံဃာတော်များအပေါင်းကိုအကိုရာဝ၍ယုံကြည်ရှိကပ်ပါ၏ကရဏကမနံပရိပုံနာဤသို့အဖြစ်အပေဝိကြီးကာစီပေတကရဏဂုံသုံးပါးနှင့်တကဝသင်္ဃာကိုးတန်နှင့်ပြည့်စုံသောသီလတော်မြတ်ကိုကောင်းစွာခံယူစောင့်တည်ကျင့်သုံးပါကုန်၏ရှင်ဘုရားဣဒာမေပုံညာဣဒာမေသီလမကပလနိဗ္ဗာန်တပစ္စယောဟောတုအပမန္တိနတမတိဓမ္မမေမလျောမဘမဆာသောတတိတရားဖြင့်အတိအတိကိုပါတိလကိုလုံးကျုံအောင်ထိန်ထိန်ချောင်းချောင်းကြပါလေအာမဘန္တိပါစုခနာဒီကနေ့ဗုဒ္ဓသာ